ဟိုမှာတချို့ကြောက်ချီရမဟုတ်ဈေးနှုန်းမပြောပြ order တင်လိုက်ပါ order တင်လိုက်ပါဆို အခုကျွန်တော်တို့ storm shop ကိုတုံးနေတယ်ကျွန်တော်တို့အမျိုးတွေပေါ့နော် storm shop အမျိုးတွေပေါ့အချင်းချင်းအားပေးပါဦးပေါ့နော်အချင်းချင်းအားပေးစေချင်တယ်တည်သွားပြီဆိုတော့ကိုမျိုးဟင်းအဲ့ဒါအခုလက်ရှိဒီကျွန်တော်တို့အခုဗီဒီယိုကြည့်ရင်မြင်တဲ့သူတွေရောကိုမျိုးဟင်းကဒါပြောမယ်ဆိုတော့ကိုမျိုးဟင်းရဲ့ customer လည်းဖြစ်လာနိုင်တာပဲလေနော်ပြောမယ်ဆိုတော့ဘာလေးပြောချင်လဲကိုမျိုးဟင်းကိုရှင်းပြတော့ဒါဟိုဟာမှာခဲ့ရင်အခုဘက်ကဘာလေးလုပ်ပေးတယ်ဘယ်လိုလုပ်ပေးရဆိုတော့လေးတစ်ချက်လေးပြောပြပေးပါအဓိကတော့ပေါ့နော်ကျွန်တော်ရှိမှာကျွန်တော်ရောင်းတဲ့ဒီ wiring အပိုပစ္စည်းအပြင်တခြားပေါ့ဝယ်သူတွေအနေနဲ့လိုအပ်လို့မှားလာတဲ့ပစ္စည်းတိုင်းအောင်လေကျွန်တော်ဘက်ကနေပြီးတော့အတက်နိုင်ဆုံးဈေးနှုန်းပေါ့နော်ဟိုအများကြီးမတင်တော့ဘူးဥပမာတည်ယူဈေးလောက်ပေါ့percent နည်းနည်းလောက်ပဲထားပြီးတော့အတက်နိုင်ဆုံးပစ္စည်းကိုဟိုရောင်းချပေးတယ်နောက်ပြီးတော့လိုအပ်တဲ့ပစ္စည်းတိုင်းအောင်ကျွန်တော်မှာယူဆက်သွယ်ပြီးတော့ဟိုဘယ်လိုပြောမလဲ order တင်လို့ရတယ်ပေါ့နော်ကျွန်တော်ဘက်ကအတက်နိုင်လို့ဒီ PC ကတော့ဈေးနှုန်းတက်တာဒီ PC ကတော့မတက်တာဘူးဒီ PC ကိုတော့ဝယ်တင်တယ်ဒီ PC ကိုမဝယ်တင်ဘူးခါကြရင်ကျွန်တော်တို့ကအခုလက်ရှိ issue မှာဆိုလို့ရှိရင် PC တွေကြန့်ကြာနေတာရှိအဲ့လိုချိန်မျိုးမှာ PC ရောက်တာကြန့်ကြာလေးဈေးနှုန်းအရာပြောရမယ်ဆိုများလေပဲလက်ထဲမှာရှိတဲ့ PC ကိုရောင်းသွားကြမှာဈေးနှုန်းတွေကများလာတယ်အဲ့လိုချိန်မျိုးမှာကြောင့် customer ကိုကျွန်တော်ကပြောလဲဆိုဒီချိန်ကတော့မဝယ်တင်ဘူးဒီချိန်ကတော့ခဏ break လုပ်တာပါဒီချိန်ကတော့ခဏ hold လုပ်တာပါဘယ်လိုချိန်တော့ကျွန်တော်ကပြန်ဝယ်လို့ရတယ်ဒီလိုလည်းအကြံလည်းပေးတယ်တခါကြလို့ရှိရင်လည်းချိုးရကြည့်ရမဟုတ်ကျမတို့ကတော့ဖုန်းဆက်လိုက်တယ်ဈေးနှုန်းကိုမပြောဘူးမသိရဘူးအဲ့လိုမျိုးမဖြစ်စေအောင်ကျွန်တော်ပတ်သက်ကြိုက်တာကိုမေးဝယ်မှမေးတာမဟုတ်ဘူးအဓိကကျွန်တော်ကတော့မဝယ်လဲဈေးနှုန်းကိုတီးဖို့အတွက်မေးလို့ရတယ်ကျွန်တော်ကကြောက် shopping mall မှာဈေးသွားဝယ်ဆိုကျွန်တော်ကဈေးနှုန်းကိုကြည့်မှကျွန်တော်ဝယ်လို့ရတယ်လေဟိုမှာတချို့ကြောက်ချီရမဟုတ်ဈေးနှုန်းမပြောပြ order တင်လိုက်ပါ order တင်လိုက်ပါဆိုကျွန်တော်ကဈေးနှုန်းကိုတီးမှပစ္စည်းကိုဝယ်လို့ရမှာဈေးနှုန်းမတီးတဲ့ပစ္စည်းတွေကိုကျွန်တော်ဘယ်လိုတောက်ဝယ်လို့ရမှာအဓိကတော့ issue ကတော့အဲ့ဒါလို့ပေါ့နော်အဲ့ဒီလိုမျိုးတော်တော်များများဒီနေရဝယ်သူတွေမှာအဲ့ဒီဘာတန်တွေရှိတယ်ဆိုတော့အဲ့ဘာတန်ကကျွန်တော်နဲ့ပတ်သက်လို့ရှိရင်အဲ့ဘာတန်ကတော့လုံးဝမရှိစေရအောင်ဒါကျွန်တော်အာမခံတယ်မေးမဝယ်ဘူးဆိုလဲစိတ်မဆိုးဘူးမကြိုက်ဘူးဆိုလဲစိတ်မဆိုးဘူးအဓိကဈေးနှုန်းမေးလို့ရတယ်မေးကြိုက်လားဈေးနှုန်းကိုကြိုက်ပြီလားကြိုက်ပြီဆိုရင်ဝယ်မကြိုက်ဘူးဆိုလို့ရှိရင်လည်းစိတ်မဆိုးဘူးဒါပို့ရင်လေမဟုတ်ကျမတို့ကဈေးများလို့မဝယ် okay fine ပြဿနာမရှိဘူးဒါကတော့တူလိုကိုလိုပဲကျွန်တော်လည်းဝယ်နေရတာပဲသူတို့လည်းဝယ်နေရကျွန်တော်လည်းဝယ်လူတိုင်းကိုလိုက်စုံစမ်းပါပဲတက်တာကြီးမှာကျွန်တော်တို့ဝယ်မှာပဲဈေးကြီးကျွန်တော်ဝယ်လို့မရဘာလို့ဈေးကြီးကြီးမှာကျွန်တော်ဝယ်သူများကျွန်တော်ပြန်အောင်ချလို့မရဈေးတက်တာမှာကျွန်တော်လည်း customer တွေကိုပြန်ပြီးတက်တာနဲ့ပြန်ပေးလို့ရအဓိကအဲ့လိုမျိုးပေါ့နော်